လူငယ်တွေကြီးပဲဖွဲ့စည်းထားတာဖြစ်တယ်နော်လူငယ်တွေဆိုတော့တတိယတယ်နော်နူးကြီးရဲ့ဝန်ကြီးဟောက်တယောက်ကတော့လူငယ်တွေကိုနေရာပေးမယ်ဆိုပြီးတော့နေရာဖယ်လိုက်တယ်ဆိုတော့ပုံစံမျိုးနဲ့မဟုတ်တဲ့တကယ်လူငယ်စစ်တွေပေါ့ဗျာဒီနေ့တော့အားလုံးလည်းတည်ပြီးကြပြီဖြစ်တဲ့ဝမ်းသာစရာသတင်းအကြောင်းလေးကိုကျွန်တော်ပြောချင်ပါတယ်အဲ့ဒါကတော့အားလုံးတည်ပြီးဖြစ်တဲ့နော်တကယ်မြေပြင်မှာတကယ်တိုက်နေတဲ့အဖွဲ့တွေပေါင်းပြီးတော့နော် SRA ဆိုတဲ့နော်မဟာမိတ်တပ်ပေါင်းစုကြီး19ဘွဲ့ဖွဲ့လိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တနေ့ရတယ်ပါနော်15ရက်နေတာထုတ်ပြန်လိုက်တာဒါပေမဲ့ကျွန်တော်စောင့်နေခဲ့တယ်ဘာကြောင့်လဲဆိုတော့ဘသူတွေဝန်းရံမလဲအားပေးမလဲထောက်ခံမလဲဆိုပြီးကျွန်တော်ကြည့်နေတာပါပြောချင်တာတော့အနေရရပါအဲ့တော့ကြည့်လိုက်တဲ့အချိန်မှာအမတန်မှဝမ်းသာစရာကောင်းတော့အောင်ပဲနော်အားလုံးကပြည်သူများအားလုံးရောနော်အခုကျွန်တော်တို့သတင်းမီဒီယာတွေရောပြီးလို့ရှိရင်ကျွန်တော်တို့အခုဒီ online ကနေပြီးတော့ပေါ့နော် speed လုံးနေတဲ့တော်လိုင်းဖတ်တော်သားတော်များများပေါ့နော်အားလုံးကျွန်တော်အပါဝင်ပေါ့အားလုံးကကြိုဆိုကြတယ်ထောက်ခံကြတယ်ဝန်းတာကြတယ်ကျွန်တော်အရှိတိုင်းနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ဆိုရင်ဒါလက်ရှိမြေပြင်မှာရောက်ရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အတွေ့အကြုံဒီမြေပြင်ထိစပ်မှုနဲ့ပတ်သက်ပြီးတော့အဲ့ဒီသတင်းမထွက်ခင်ရဆိုရင်ကျွန်တော်တော်လိုင်းရုပ်နည်းနည်းလေးစိတ်ပြအားရောမှုတွေဖြစ်နေတာပေါ့နော်ဘာလို့လဲဆိုတော့မြေပြင်လက်တွေ့အခြေအနေတွေမှာဆိုရင်တော့ကျွန်တော်တို့မှာတော်လိုင်းရဲ့လိုအပ်ချက်တွေရဲ့ခုတွားနေတဲ့ပုံစံတွေဆိုရင်ကျွန်တော်တို့တော်လိုင်းကြီးကတိတ်ပြီးတော့စင်မပြေပါဘူးပေါ့နော်အားကြစရာတွေအားရုပ်စရာတွေပဲတွေ့နေရတယ်အဲ့ဒါပေမဲ့ဒီသတင်းကိုကြားလိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့ညှော်လင့်ချင်းရောင်ကြီးတန်းပြီပေါ့ဗျာဘာလို့လဲဆိုတော့ဒီအဖွဲ့တွေဟာနော်တကယ်ကိုမြေမှာတကယ်စော်နေကြတဲ့အဖွဲ့တွေနော်တကယ်လုံနေကြတဲ့အဖွဲ့တွေပြီးတော့လူငယ်တွေကြီးပဲဖွဲ့စည်းထားတာဖြစ်တယ်နော်လူငယ်တွေဆိုတော့တတိယတယ်နော်နူးကြီးရဲ့ဝန်ကြီးဟောက်တယောက်ကတော့လူငယ်တွေကိုနေရာပေးမယ်ဆိုပြီးတော့နေရာဖယ်လိုက်တယ်ဆိုတော့ပုံစံမျိုးနဲ့မဟုတ်တဲ့တကယ်လူငယ်စစ်တွေပေါ့ဗျာနောက်တစ်ခုကအများနဲ့မတူတဲ့ပုံစံနဲ့ကျွန်တော်ပြောရမယ်ဆိုတော့အဲ့ဒီမှာကျွန်တော်စောင့်ကြည့်နေတဲ့အချိန်မှာNUG ပါလာပြီပေါ့NUG ကတော်လိုင်းရေးဆိုရင်မပါလို့မရဘူးလေမပါလို့မရဘူးဆိုတော့ကျွန်တော်စောင့်ကြည့်တဲ့အချိန်မှာ NUG ရဲ့အောက်ဆွဲပြောရမလားဘောမှာပြောရမလားနော် NUG ကနေကြိုးစိုးပါတယ်လို့သတင်းထုတ်ပြန်ထားတာတော့မှတကယ်တရားဝင်စာမဟုတ်လို့ရှိရင်မယုံသေးဘူးလို့ပြောတဲ့လူကပြောနေတယ်နော်တချို့ကတော့ထိကဘာရီကဘာတွေစောင်းပြောင်းပြောနေကြတယ်ပေါ့ဗျာအဲ့ဒါတွေကျွန်တော်တွေ့နေရတယ်ဒါပေမဲ့အဲ့ဒါအနေချင်းပါနော်အဲ့ဒီတော့ခင်ဗျားတို့NUG အောက်ဆွဲတွေခင်ဗျားတို့တီးဖို့ကနော်ခင်ဗျားတို့မှလည်းတက်ပေါင်းစု900ကျော်တက်ရင်ပေါင်း900ကျော်ဆိုဖွဲ့လိုက်လေကျွန်တော်ပြောတာအဓိကကျွန်တော်တို့ကဘုံရန်သူတူတယ်တော်လန်ရေးကိုနိုင်နေတာတူတယ်အဲ့ဒါဆိုရင်ကိုနိုင်တာကိုလောက်ကြလေနော်ဒီအဖွဲ့တွေမျိုးဆိုတာကဒါကျွန်တော်တို့ဝေဦးတော်လန်ရေးမှာတကယ်တက်ပေါင်းစုဆိုတာအားလုံးကညှော်လင့်နေတဲ့တက်ပေါင်းစုတကယ်အားကောင်းတဲ့တက်ပေါင်းတွေစုလိုက်တာဒါနောက်ထပ်ကလည်းထပ်ပြီးတော့ထပ်ပေါင်းမှုအဖွဲ့တွေရှိနေသေးတယ်နော်အားလုံးကြံတဲ့အဖွဲ့တွေလည်းကျွန်တော်ဒီမှာဒီSI နဲ့ပူးပေါင်းဖို့ကျွန်တော်ဒီနေရာနေတိုက်တွန်းချင်ပါတယ်နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီလိုမျိုးအဖွဲ့တွေနောက်ထပ်ဒီအဖွဲ့တို့လာပေါင်းဖို့နောက်ဒါမှမဟုတ်ရင်ဒီလိုမျိုး19ဖွဲ့20 30 40အဲ့လိုမျိုးပေါင်းတဲ့တခြားအဖွဲ့တွေမျိုးဒီလိုမျိုးတူရတူရစုတဲ့လူတွေများသွားရင်မအားလားဘယ်လိုနီးနေမှဖြစ်ဖြစ်မခံနိုင်ပါဘူးနော်ဒီကောင်အခုတနေရာစီကွက်ကြားဖြစ်နေတဲ့အတွက်ဒီကောင်ကအခုဘုံလိုက်ကျဲပြီးတော့ဒုက္ခပေးနေတာအဲ့ဒီတော့ကျွန်တော်တို့ပြောချင်တာကအခုလက်ရှိဒီဖွဲ့တွေကမြေပြင်မှာလည်းတကယ်ရှိတယ်မောင်ဆောင်ခါတို့အခုကျောင်းသားတက်တော်တို့နော် DBLA တို့အများကြီး96ဆိုကြအများကြီးပဲကျွန်တော်ကိုထုံးတို့ဖွဲ့ရဗမာတက်တော်တို့ရောတို့အများကြီးပဲမွန်ရောအဲ့တော့သူတို့ပြောတာဗျာမြန်မာတိုင်းနိုင်ငံလုံးမှာဖျက်ချက်ထားတဲ့မျိုးဖြစ်နေတယ်နော်အဲ့တော့ကျွန်တော်တို့ဟာထပ်ပြီးနီးရတွေထပ်ဆုလိုက်မယ်ဆိုရင်အင်ပဒန်မှာအားကောင်းတဲ့ဒေါ်လာရေးဖွဲ့ကြီးဖြစ်လာမှာအဲ့တော့ကျွန်တော်တို့တွေကြိုဆိုရမယ်ပံ့ပိုးရမယ်ဒီဖွဲ့တွေနော်အဲ့ဒါပြောချင်ပါတယ်အဲ့တော့ကျွန်တော်စိတ်သက်ကြနေတဲ့လူတယောက်တောင်မှကျွန်တော်စိတ်သက်တွေပြန်တက်ကြွလာပြီဆိုရင်တော့အားလုံးဟာဒီလိုမျိုးအဖွဲ့တွေကိုဒီလိုအဖွဲ့ကြီးကိုပေါ့လေအားလုံးပူညီထောက်ခံအားပေးဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်ဒီနေ့ကနေတိုက်တွန်းချင်ပါတယ်ခင်ဗျာနောက်ပါ